Okay, pusing mah jangan video ni ngada bola, ya mah. Cuma jangan lo kue dia orang jangan tiap jangan. Lepas ni nhiều, mà ra bao mà lo lu liu. Hôm mà phải xí đấy, hôm mà từ đó xí đấy. Bu này ngã xí sao? Mà đi mà liu, liu mà bao à. Đi bộ mà đi đồ cái này lâu rồi tê ra là bỏ hôm mà thôi bịa mày hôm cái lấy điều hôm cái lấy đi và đi màu đi đồ đi rồi đấy hôm cái lấy đi túi làm gì lấy tàu này gì mà tao đi làm gì được ô phải trên này thì phải chia sẻဒီမှာကျတော့လေကြီးမရှိဘူးဆိုတာဒီမှာလောက်ကြတာပေါ့လေကြီးဒီမှာရှိဆိုရင်ကျွန်တော်တို့ဟောက်ဖေးမှာလောက်ရတယ်ဒီမှာလေကြီးလားဆိုရင်ကျွန်တော်တို့ညီမနိုင်ငံသားတွေမလောက်ရဘူးခင်ဗျာထိုင်းနိုင်ငံသားတွေပဲပြီးလို့ပါတယ်ခင်ဗျာလာပြီးတော့လည်းဝဲနေအောင်ကြည့်ပါဦးဗျာမှာလွားလိုက်တာစောဒါဟောက်ဖေးမှာကျွန်တော်ပြောမှာကျွန်တော်လိန်ကြီးဆိုတာရတယ်ဝါနဲ့ညာဖယ်ကြာတော့မသိဘူးလုံးရုပ်ကတော့ကျယ်ရွယ်မှာတွေ့လားကျွန်တော်လေးပုံမှာပါရလောက်ရလဲဆိုတော့ဒီလိုမျိုးပေါင်လေးထဲကိုဒီမျိုးပိုက်ထဲကိုတောင်းလေးထည့်ရတာပေါ့လိထားဆိုရင်လိထားတောင်းလေးဒီပေါ်ပဲတဲ့ပေါ့လုံးဝတော့ပဲပါတယ်ဗျအပေါ်မှာဆိုရင်ဒီဖယ်မှာဆိုရင်400ပေးရခါလည်းရှိတယ်ကျွန်တော်တို့900ပေးရခါလည်းရှိတယ်1000ပေးရခါလည်း400ပေးဆိုရင်ကျွန်တော်ပလဝါဆိုရင်ဒီမှာပလဝါနောက်လိုက်ဆိုရင်9ဘတ်ရတယ်သူနဲ့9ဘတ်ကျွန်တော်9ဘတ်ကြာလူအာမကာတာနဲ့လူက100အပေါ်မှာတာပီရဲ့လူက100အဲဆိုတာ4ဘတ်ရတယ်ပေါ့ဝါရတာတနာပေါ့အဲ့ဒီပေါ့လေးကအရှိရဖြစ်အတူဖြစ်တပုတ်4ဘတ်ပဲဗျာကျွန်တော်တို့ရဲ့အလုပ်သမားအခွင့်အရေးဆိုတာဘာမှမရှိဘူးဒီမှာကျွန်တော်တို့လေကျူးပဲရတဲ့ခါအဲ့ဒီဘောရီစာရော်ပေးပဲရတဲ့ခါကျွန်တော်တို့တထည့်ရစားတယ်ဗျာအဲ့ဒါဆိုဘယ်လိုထဲပါလဲครับအဲ့ဒါကျွန်တော်တို့ဘယ်လိုလုပ်သွားပြောရလဲလိုက်လွယ်နေဘာတွေပြောဗျာဒီဟိုမှာဟိုအောင်မှာအဲ့ဒါတထဒါဒုတိယထဒါသုတ်ထဒီကငါးထာဒီတည့်ရတယ်ဟုတ်ဗျာအချောတယ်ကွာမဖိုးရကောက်လာတယ်ဒီဟိုမှာရဖျားလည်းကတော့မျိုးလိုက်ရတာစောနေဖះသွားပြီးတော့မမျောလိုက်ရဘူးဗျာဒီနေ့ကိုပြီးနောက်တနေ့ကဖျားလုံးမဲလို့အဲ့ဒါကျူးစားနေပါလား fighting ဒီလူကားလေးကလာတဲ့အောင်မတရားကြတော့ဘာလို့ရလဲဆိုတော့အောင်မတရားကြတော့ကားသားရတယ်ဗျာအောင်တရားကားလားဆိုတော့ကားသားမယ်ကာမလာထိုင်မယ်ဖုတ်ကြည့်မယ်အဲ့လိုပေါ့အလိုကတော့နေပူမိုးရွရလောက်ရတယ်ဗျပဲပါတယ်အဲ့ဒီလေကအဲ့ဒီအခုကျွန်တော်တို့လုံးနေတဲ့လေကဒါအဲ့ကဆိုရင်အကြီးဆုံးပဲအဲ့ဒီကျွန်တော်လုံးရတဲ့လေထဲမှာပေါ့အဲ့တော့160သူတေးလာပေါ့အလုံးနဲ့ရတယ်ပါတယ်တော်ပါလေးဆိုရင်ဟိုးပဲကလေးတွေကြတော့ဟိုးပဲအဆိုးကလေးကြတော့GC နေကြတော့ဒီကအလုံး60လောက်တေးရတဲ့လေဝဲတယ်အဲ့ဒီ GC ဆိုတာကြတော့ဒီလေထဲဝယ်ရတာပဲဒီနမကလေးကတိမ်မကောက်ဘူးဗျအဲ့မှာစီးတွေကွာဒီမှာအဲ့ဒီဆေးရကြတော့ဆေးရပေါ့အသေးကြီးပေါ့ဒီမှာအဲ့ဒီမျိုးတောင်းလေးဖြုတ်ပေးရတဲ့အခြားပါဆိုရင်ဒီလိုမျိုးကျွန်တော်ဖြုတ်ပြမယ်လော်လေးပဲဒီကောက်ကိုအလဲမှာထားလိုက်ရတယ်မှာအလဲမှာထားပြီးဆွဲထုတ်ရတယ်အောင်ချောင်းမယ်မေးပေါ်ရမယ်ဒါပဲဘယ်လိုပြောမှာပဲပန်းတားကြီးပဲပန်းဆိုလည်းမဟုတ်သလိုတားကြီးလည်းပဲမသေးတော့ဘူးခိုင်ခါလည်းပဲပန်းအခါကျစီတော့ဒီလိုတောင်းလေးဆိုဒီနဘေးလေးမှာတောင်းလေးစီရဲမှာဟိုဘက်မှာကျတော့ဒီကလေးကတိမ်မနိုင်ဘူးဗျပေါ်လေးဆိုတာပဲပါတယ်ကျွန်တော်တို့ကပြောင်း
အဲ့ဒါလက်နေလို့ခေါ်ပါတယ်လို့ပြကာမလာခါကြတော့ဒီမျိုးငိုတုတ်ထိုင်စစ်လင်ရထိုက်တောင်းအိမ်ငိုင်းရောညာဖဲဆိုတော့လဲပဲမိမစီကားလဲမိမလွားတော့ညာဖဲလေးပါတယ်မစားရဘူးမတာရဘူးဆိုတော့ဒီကလေးဒီကတော့ဒီအမကားလေးလာမြဆိုရင်အလောကဒီမှာစောစောပြီးတယ်ဒီကကားပဲကားကြာဆိုရင်ကျွန်တော်အခြေရဲကြာတယ်အဲ့လိုဗျာဒီမှာတနာရွယ်လှုပ်30လောက်ကြာတယ်လေဆရာကြီးရတယ်မှာကျွန်တော်ဆရာကြီးကျွန်တော်ရိုက်ပြောင်းဆရာကြီးအိမ်တော့သူအပေါ်မှာကလေးသမားလေးခါခါလဲပဲနည်းနည်းငတ်ပြောမှဆိုရုံမရှိ တို့လို့ဘာညာကူကောဗျာမှာခါခါမှာဒီကားလေးဒီကားသမားလေးလည်းတစ်ခါလာနေကိုလေးပါလေးနှမျောနေအဲ့ဒါကုန်နေလာတာမဟုတ်ဖြည်းဖြည်းလေးလာနေကျွန်တော်အခြေကြတာဗောဟိုဘက်မှာတရားတွေကသူခဲ့တော့ကျွန်တော်အဲ့ဒီဆေရုံရဲ့ area ပါဝဲကြီးကဘယ်လောက်စီမလဲဆိုတော့ဘောလုံးခွေနက်ခွေစားတော့စီမပေါ့နော်ဟုတ်မလားအော်ကျေပြီကျွန်တော်အဲ့ဒီပိုင်တာဟိုဥမာတရားအဲ့ဒီတရားအောင်ထိကျွန်တော်တို့နေရအဲ့မှာအဲ့ဒီတရားအောင်ထိဟိုဘက်ကလေးရဲ့အနောက်အမှခြာစီကိုစားတယ်အဲ့ဒါကျွန်တော်တို့နေရအောင်တော့အဲ့ဒီဟိုအနောက်မှာဆိုပုတ်ပြည့်နေရရှိသည်ဒီမှာကလေးပြေတယ်ကလေးလည်းအနားမှာထားတယ်ဘာလို့မသိရောက်စားလို့မသိပါဘူးဒီလူလေးလက်ပြတာပေါ့အနားနဲ့ဆိုဒီကွာကဘေးကဒီလိုဂျာဗီဆိုတာလေမခေါင်းထောက်ပြလိုက်ဟောလက်ခလေးထောက်ခိုင်းရမို့လေမထောက်ခိုင်းတာလက်ခလေးထောက်တော့ကျွန်တော်တို့ပေါ်နေသိနေတာကပွဲလိုက်ဟိုကြီးမသူကတောက်ပဲလို့စပိုင်ပဲတောက်ပဲလို့မှာဖုန်းကြီးမဲ့ဖေဖို့သုံးမယ်တော့တောက်ဖြောလို့လေတောက်ဒီကားလဲမှာထားဒီငါဖြိုးလို့မရဘူးခဒီတောက်ဒီမှာဒီကောင်ဒီဖက်နဲ့လေးလဲလိုက်လဲပြီးတော့မျိုးဆွဲထုတ်လိုက်တောက်ထွက်သွားတယ်ဒီကနေ့မြို့မှာစစ်လေတဲ့တောက်တဲ့ကိုးလဲစားတဲ့စစ်လေတောက်တဲ့အာကြီးတဲ့တောက်တဲ့ဘာလဲပဲစားနေရဘာတော့သွားဆူမီဘူးလဲအဲ့ဒီအခြားလေးဆိုတာအဲ့ဒီပိုးတွေကိုကျွန်တော်ဓာတ်ပိုးရိုက်ပို့ရတယ်ဗျ။ဘာဖြစ်ဆိုတော့ပိုးအနာအစာတွေပါလားမပါလားပေါ့ဗျာ။အဲ့ဒါလား။လောတော့တကြီးကပေပန်းဆိုလည်းမဟုတ်ဘူး။တာကြီးရဲ့ဒေတာဆိုလည်းမဟုတ်ဘူး။အနည်းတော့ပါပဲ။ပုတ်ဖြာပြောရခါလိမ့်မရှိဘူးဆိုတာအဲ့ကိုတန်းပြတ်မလို့ဗျာ။တစ်ထည့်ရနဲ့မူသားဖြစ်တာပေါ့။ပြောမှဆိုဗျာနဲ့ရုံမရှိသလိုလိုဘာလို့ညစီရတဲ့ဖေကကန်းနေတယ်ဗျာ။အဲ့ကြကျွန်တော်တို့ကငပဲ့ပဲခေါ်တယ်မစ္စည်းရတလို့မရှိဘူးဆိုတော့ငပဲ့ပေါ့ဟိုဘက်မှာကျွန်တော်ကြားဟိုဘက်မှာကျွန်တော်ပေပန်းတယ်ဟိုဘက်မှာကလေးမနိုင်ဘူးဆိုတာဒီနန်းနန်းငယ်အောက်ချာကလေးပြန်มาတယ်အောက်ချာကလေးပြန်มาတယ်အဲ့လိုပေါ့ဟိုဘက်ကလေးကတော့ရပါတယ်ဟိုဘက်ကလေးကတော့ပိုလေးဆိုတော့သူမနိုင်ရင်ဒီဘက်ကလေးတွေကတော့မနိုင်ရောဘလို့မနိုင်တာဒီဘက်ကလေးကအဲ့ဒါဟိုအောက်ထပ်ဒီကဒုတိယထပ်ဒါတာတွေကဟိုကလေးအပေါ်ထပ်ဆိုတော့ငါအဲ့ဒါကျွန်တော်ရဲ့ပလာဝါအနားလိုက်ပေါ့ကျွန်တော်ရဲ့ဆက်ရပါဗျာပြောဆက်ရပေါ့ကျွန်တော်ဆက်ရကိုကျွန်တော်ခေါ်ပြီးတော့ကျွန်တော်သွားအိတ်တော့မှာကျွန်တော်မရတော့ဘူး